ရင်သွေးလေးအတွက်အမီလှလှလေးပေးဖို့စဉ်းစားရခက်ခဲနေလားဒါဆိုရင်တော့ဒီဗီဒီယိုလေးကိုစက်ကြည့်ဖို့တိုက်တွန်းလိုပါတယ်ပြန်ဆံမှုပြင်းထန်တဲ့ဒီဘက်ခေတ်မှာနာမည်ကိုကြားလိုက်ရုံနဲ့နာမည်လေးကောင်းလိုက်တာစတော်မျိုးဖြစ်ဖို့အဲ့ဒီနာမည်လေးဟာလည်းရင်သွေးလေးရဲ့ဘောတော်ရှောင်းလုံးကိုအကျိုးပြုအောင်နေစေဖို့အတွက်အရေးကြီးပါတယ်မြေတစ်ခုကလှနေုံနဲ့မပြည့်စုံလို့ဇာတာနဲ့ကိုက်ညီုံနဲ့လည်းမပြည့်စုံပါဘူးလှလဲလှရမယ်ဇာတာနဲ့လည်းကိုက်ညီရမယ်ဒါမှသာမိဘကိုအကျိုးပြုပြီးလူပုံတွေမှာထေဝါခံညာအောင်မြင်တဲ့လူသားလေးဖြစ်လာမှာလူတယောက်တို့နာမည်ဟာအရေးကြီးဆုံးကဏ္ဍအနေနဲ့ပါဝင်နေတာကြောင့်တစ်သက်လုံးတူတူကရှိနေမဲ့နာမည်မျိုးကိုလွယ်လေးတူမပေးသင့်ပါဘူး။တစ်ပိတမင်ကောင်းမှုစွာရှင်သန်ဖြစ်ထွန်းဖို့စိုက်ပျိုးမိမျိုးစေ့ရာသီဥတုနဲ့ပြုစုပြောင်းထောင်ခြင်းကောင်းစွာလိုအပ်ပါတယ်။ဒါမှသာဖူးပွင့်ဝေစာရှင်သန်နိုင်မှာဖြစ်ပြီးတခုခုလက်ခါနေရင်ဖြစ်ထွန်းမှုအားနည်းနိုင်ပါတယ်။ကလေးတယောက်အတွက်လည်းအကျိုးပေးကောင်းပြီးအောင်မြင်ဖြစ်ထွန်းမှုအတွက်အမြည်ပေးခြင်းဟာအရေးကြီးသောအခက်အခဲတစ်ခုအနေနဲ့ပါဝင်လာပါတယ်။ဘဝကံအကျိုးပေးမိဘရဲ့ပြုစုပြောင်းထောင်မှုနောက်ခံအခြေအနေများတူညီတော့လဲလွယ်လွင်းတူကူအောင်မြင်သူနဲ့အောင်မြင်မှုကြံ့ရခက်ခဲသူများကိုခြားနားစွာမြင်တွေ့ရသည်မှာအမည်ကြောင့်မြင်ဖြစ်သည်။ရင်သူလေးရဲ့တသက်တာလုံးအသုံးပြုသွားမယ့်နာမည်ဟာကျမ်းမာရေး၊စီးပွားရေး၊ပညာရေး၊လူမှုရေးတသက်တာလုံးကောင်းစားစေမယ်အထောက်ပံ့ဖြစ်စေမယ်အညွန့်တပွဲတလူလူတက်စေမယ်နာမည်မျိုးဖြစ်ဖို့လိုအပ်ပါတယ်။ဆရာအစဉ်စဉ်လက်ဆင့်ငန်းသူဒေသနာများအထူးကြုံများအရာညီပြီးဖို့အတွက်တက်ရောက်မှုကြီးသောတွက်ချက်မှုများဖြင့်ရင်သွေးလေးရဲ့တသက်တာလုံးအတွက်အကျိုးပေးကောင်းစဉ်တဲ့အမည်များကိုစနစ်တကျတွက်ချက်ပေးလို့ရပါတယ်။ဇာတာနဲ့လိုက်ဖက်မှအမည်လှလှလေးပေးချင်တာပဲဖြစ်ဖြစ်လက်ရှိအမည်ကိုစိတ်တိုင်းမကျသေးလို့စစ်ဆေးချင်တာပဲဖြစ်ဖြစ်အကောင်းမွန်ဆုံးဖြစ်အောင်စနစ်တကျတွက်ချက်ပေးလျက်ရှိပါတယ်။အကျိုးပေးကောင်းစဉ်နဲ့အမည်လှလှလေးကိုတွက်ချက်လိုပါကအောက်ပါအချက်လက်များကို TikTok chat box သို့မဟုတ် Viber မှာပေးပို့နိုင်ပါတယ်ခင်ဗျ။ Facebook page ကိုကြည့်ရှုလို့ပါကဘိုင်ယုံလေးကနေတစ်ဆင့်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။လိုအပ်တဲ့အချက်လက်များကတော့နံပါတ်1မိဘအမည်နံပါတ်2ယောက်ျားလေးမိန်းကလေးနံပါတ်3ဝေးဖွားသည့်နေ့နံရက်လနှစ်အချိန်ခန့်မှန်း3ကလေးတပ်ပုံသို့မဟုတ်အသားအရောင်4ဝေးဖွားသည့်မြို့နယ်5ဝေလွဲပြေစာ6ညံပူစော်ကကိုကီပီဝစ်ပီအရာပီတို့ဖြင့်ငွေပေးချေနိုင်ပါတယ်ညံပူစော်ကပေးချေပြီး24နာရီအတွင်းအကျိုးပေးအမည်များနဲ့ဇာတာဟောစတန်အပြည့်စုံကိုTikTok chat box သို့မဟုတ်ဘိုင်ဘာမှတစ်စင်းပေးပို့သွားမှာဖြစ်ပါတယ်အမည်စစ်ဆေးလိုပါကဝေးဖွားရက်ဆွဲနေ့နဲ့အမည်တို့ကိုကိုမန်းမှာရေးသားပေးခဲ့ပါဦးခင်ဗျ